digital business ကဘာလို့ရတာလဲဘယ်လိုအလုပ်လဲဆိုတဲ့လူတိုင်းမေးကြတယ်ပေါ့နော် digital business ဆိုတာကျမတို့စီးပွားရေးကို online ကနေပြီးတော့system နဲ့ website နဲ့ချိတ်ဆက်ပြီးစီးပွားရေးအခွင့်အလမ်းကိုကြီးညာရတဲ့ online marketing လုပ်ငန်းတစ်ခုဖြစ်တယ် online စီးပွားရေးဖြစ်တဲ့အတွက်ကျမတို့ online tools တွေဖြစ်တဲ့ social media ကိုထုတ်ပြဖို့လိုအပ်တယ် social media ဆိုတဲ့နေမှာကိုအားတာတဲ့ social media tool TikTok YouTube Facebook ပေါ့နော် Google အခြားသော social media tool တွေ Instagram တွေပေါ့နော်အဲ့ဒါတွေအများကြီးရှိတယ်အဲ့ဒီကိုထုတ်ပြပြီးတော့ကိုယ့်ရဲ့စီးပွားရေးအခွင့်အလမ်းကိုကြီးညာရတဲ့ marketing လုပ်ငန်းဖြစ်တယ်online စီးပွားရေးဖြစ်တဲ့အတွက်ကျမတို့ online social media ဒီ digital tool တွေဖြစ်တဲ့ဒီ computer တို့ phone တို့ပေါ့နော် laptop တို့တွေလိုအပ်ပါတယ်အနည်းတန်းလိုအပ်နေလားဆိုတော့အနည်းတန်းလိုအပ်တာတော့ phone ဖြစ်ပါတယ်ဒီကကြတော့အခုဆိုရင်ကျမဒီနေ့ဆိုရင်အခုပေါ့နော်ကျမတို့စီးပွားရေးအခွင့်အလမ်းကိုgroup နဲ့ပေါ့နော်စီးပွားရေးအကြောင်းကိုမျှဝေပေးဖို့ကျမစောင့်နေတာဖြစ်တယ်ဒါကလည်းကျမတို့စီးပွားရေးလုပ်တဲ့ချိန်မှာလုပ်ဖို့လိုအပ်တဲ့ဟာတစ်ခုဖြစ်တယ်အခုဆိုရင်ဒီ social media မှာပေါ့နော်ကျမတို့စီးပွားရေးခွင့်လာကိုကျမတို့ business group လေးနဲ့ညှဝေမှာဖြစ်ပါတယ်ကျမအဲ့ဒါလေးကိုစောင့်နေတာဖြစ်တယ်ဒါကအခုကွန်ပျူတာမှာမြင်ရတာလဲကျမရဲ့ website ဖြစ်တယ်ကျမရဲ့ကိုယ်ပိုင် website ဖြစ်တယ်ဒါကိုကျမတို့ system နဲ့ချိတ်ဆက်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်အခုဆိုရင်ကျမဒီမှာကျမတို့ကျမလိုက်လို့ပေါ့နော်စောင့်နေတာဖြစ်တယ်ဒီလိုမျိုးပဲစီးပွားရေးခွင့်လန်းကိုကြီးညာတယ်ပြီးတော့ post တွေတင်ပြီးကြီးညာတယ်ဒီလိုမျိုးစီးပွားရေးအခွင့်အလမ်းကိုကြီးညာရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်လို့ဖြေပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်